မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ခေါင်လန်ဖူးတိုက်ပွဲမှာကြဆုံခဲ့တဲ့ KNA PDF ရဲဘော်ရုပ်အလောင်းကိုကောင်းမွန်စွာမိတကြိုခြင်းမရှိဘဲခွေးတေတကောင်လိုစွန့်ပစ်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ကချင်ပြည်နယ်ပူတာအိုခရိုင်ခေါင်လန်ဖူးနဲ့လန်ဆယ်ဒေသသွားလမ်းပိုင်းမှာတပ်မတော်နဲ့ KNA PDF ပူးပေါင်းအဖွဲ့တို့ကြားပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ခန့်ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရမှာKNA PDF ပူးပေါင်းအဖွဲ့မှထိခိုက်ဒေဆုံးခဲ့တဲ့ရဲဘော်တအူအားကောင်းမွန်စွာမိတကြိုပေးခြင်းမရှိဘဲခွေးတေတကောင်လိုစွန့်ပစ်ခဲ့၍ဒေဆုံးသူနဲ့နီးစပ်သူ KNA ရဲဘော်တအူကဆက်သွယ်ရင်ဖွင့်လာခဲ့ပါတယ်။မျက်စိရှိမှပဲခွေးတေတကောင်လိုတောင်အောက်ကိုစွန့်ပစ်ခဲ့တယ်။အရန်ရင်နာဖို့ကောင်းတယ်။စခန်းရောက်ဖို့ကမလိုတော့ဘူးဒါကိုအလုရှုပ်တယ်ဆိုပြီးပျောက်ဆုံးတယ်လို့နဲ့ရုပ်အလောင်းကိုဖျောက်လိုက်တယ်သူမိဘတွေကိုနာရေးစိတ်မပေးချင်ဘူးလို့ကြားတယ်လို့အမည်မဖော်လို့သူ KNA PDF ရဲဘော်တအူးကပြောဆိုထားပါတယ်အခုက KNA PDF တယောက်ရဲ့အလောင်းဖြစ်တယ်မြေမြုပ်ပေးဖို့ပြောလဲ KNA ဘူကြီးကအချိန်ကုန်မခံနိုင်ဘူးဆိုပြီးကြောက်တဲပစ်ချဖို့အမိန့်ပေးလို့မလုပ်ချင်ပဲလုပ်ခဲ့ရတယ်အရင်ကလည်းအခုလိုဖြစ်ရတွေမကြာခဏလုပ်တယ်သူတို့ KNA အမာခံတက်သားတွေဆိုရင်အချိန်ရမရကောင်းကောင်းမြေမြုပ်တကြိုပေးပြီးတခြားသူတွေဆိုရင်အခုလိုလုပ်တာများတယ်လို့ဝမ်းနဲ့တုံလို့စွာ PDF တက်သားတအုပ်ကလှုပ်ဝက်သတင်းပေးပို့လာခဲ့ပါတယ်။ KNA လက်နက်ကင်အကြီးအကဲတွေရဲ့ရုံမှကောက်ကျစ်မှုလုပ်ရက်တွေမှာတနည်းတခြားပုံမှုတိရှိလာ၍တပ်ဖွဲ့အတွင်းထွက်ပြေးသူအများအပြားရှိနေတဲ့အပြင် KNA လက်အောက်မှာနေခြင်းစိတ်မရှိ၍မိမိကိုယ်ကိုကြိုးဆွဲချအဆုံးစီရင်တေဆုံးမှုတွေရှိကတချို့မှာတပ်မတော်ထံအလင်းဝင်ရောက်သွားတဲ့ဖြစ်စဉ်တွေခက်စစ်စိတ်မြေပြင်မှာဖြစ်ပွားနေတယ်လို့သိရပါတယ်။အောက်ပိုင်းအညာဒေသက PDF တွေတည်ရင်လဲအုပ်ကူနဲ့ပြုလုပ်ပေးခြင်းမရှိပဲ KNA ခိုင်းတိုင်းလဲမလုပ်ပေးဖို့ကိုစစ်ကျင်တုံတရားနဲ့ဆုံးဖြတ်ဖို့လိုပါတယ်။တပ်မတော်နဲ့ဌာနေပြည်သူ့စစ်တပ်ဖွဲ့များမှခေါင်လန်ဖူးဒေသမှာပြန်လည်ထိန်းချုပ်ရန်အတွက်နေမြေရှင်းလင်းခြင်းနဲ့အင်အားတိုးချဲ့ခြင်းတွေပြုလုပ်ရမှာ KNA PDF ပူးပေါင်းအဖွဲ့နဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတိုက်ပွဲဖြစ်ပွားလျက်ရှိပြီးလန်ဆယ်ခေါင်လန်ဖူးသွားလမ်းပိုင်းမှာလက်ရှိအချိန်ထိစစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသအသစ်အတွင်းဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများကိုအမြန်ဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။